ကိုစစ်သွေးအဲ့နေ့ကဘာဖြစ်ခဲ့ရလဲပြန်တွေးကြည့်ပါဦးကျွန်တော်အဲ့နေရာကားမောင်းနေခဲ့တာကားကိုတော်တော်အရှိန်ပြင်းပြင်းနဲ့မောင်းနေခဲ့တာခွာညူကတော့အရန်ကြောက်နေတယ်သူတော်တော်ကြောက်နေခဲ့တာကျွန်တော်လည်းဒေါသတွေအရန်ထွက်နေတယ်စပြောပါဦးကိုစစ်သွေးကျွန်တော်ကားကိုအရှိန်ထက်တင်လိုက်တယ်ခွာညူကတော့အရန်ကြောက်နေပြီးတော့အရှိန်လျှော့ဖို့ကျွန်တော်ကိုပြောတယ်ကျွန်တော်ကတော့သူ့အော်လို့အရှိန်ထက်တင်လိုက်တယ်အဲ့မှာခွာညူကခွာညူနားလိုက်ပါဦးကိုစစ်သွေးနားလိုက်ပါဦးခင်ဗျားနားဖို့လိုအပ်နေပြီဆရာကျွန်တော်တကယ်လည်းကဲနိုင်ကဲမဟုတ်ဆရာဒီကုလို့ဖြစ်နေမစိတ်မကောင်းဘူးဒီကောင်ကအကောင်းနေတယ်ပေါ့ဒီကောင်းနေကောင်းကျွန်တော်နားလိုက်ပါကိုဒီကဒီလိုယောဂမျိုးကချိန်ပြီးကုသရမှာမျိုးဒီမျိုးသမီးကိုဆွဲနေတဲ့စိတ်ကြောင့်ဖြစ်နေရလို့ဒီချလို့ရကျွန်တော်ရေးစိတ်ရှင်မလည်းရမှာဟုတ်ပါရဲ့ဆရာဒီပြရဒီကံဖြစ်ပြီးရဒီမှာတရားကိစ္စဒီကောင်ဖေးရတယ်ငါဆိုပြီးဒီကိုကြည့်တင်နေတာလေအစိတ်ကလည်းသူ့ဒုက္ခပေးနေတာဆရာခွာညူမောက်စီရောက်လာတယ်နော်ခွာတော့တော့ကိုဖီလာပြရရတယ်နော် ဟောတောင်းပန်ပါတယ်ခွာညူရဲ့ဟော ။အော်ရဲရဲဆက်တာ။ခုခွာတော့မအောင်လားခေါ်တာ။မခွာတော့လည်းလိုက်ခဲ့ရမယ် လိုက်ခင်ပါဘောခွာညူရဲ့မောင်လိုက်ခင်မယ်နော် ။မခွာတော့လည်းတကယ်လိုက်ခဲ့ရမယ်။ခွာတော့တယောက်တည်းနေရင် လိုက်ခင်ခွာညူမောင်ခွဲလို့ပါနော်မောင်ခွာညူအရန်ချစ်လို့အခုလိုမျိုး မခွာတော့လည်းလိုက်ခဲ့ရမယ်။ခွာတော့မအောင်လားခေါ်တာ။မောင်လိုက်ခဲ့ရမယ်။ခွာတော့မအောင်လားခေါ်တာ။မောင်လိုက်ခဲ့ရမယ်။ ခွာညူရဲ့မင်းကိုစီတကယ်ပဲရောက်လာတာ အေးမင်းပြန်လာမယ့်အချိန်ကျရင်တော့ရင်လိုပြောရွှင်ရွှင်နဲ့ပဲငါဖြစ်စီခြင်းနဲ့ကွာ ရေးပါတငယ်ချင်းဟာငါအကောင်းဆုံးကြိုးစားပါမယ်တီဟာကိုသာကြည်ကောင်းအောင်ပြောလိုက်ရပြီမဲ့ကျွန်တော်စိတ်ထဲမှာတော့ဝေဝါးနေသေးပဲ ထိုင်ပါကိုစစ်သွေးထိုင်ပါကဲစူးစမ်းမအောင်အချိန်ရောဘယ်လိုရှိလဲအရင်ကခံစားနေရတော့မလားညညရောအိပ်ကြရလား ဟုတ်ညာဘက်တွေတော့တိတ်ကောင်းကောင်းအိတ်မပြောဘူးဆရာ ကိုစစ်သွေးထင်နေမြင်နေကြားနေရတွေကကိုစစ်သွေးချင်းရဲ့လက္ခဏာတစ်စုံစားတွေပါ